အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တက်တန်းအနှစ်20ရှိပြီဖြစ်တဲ့ဒီစကွာပင်ကြီးကိုလာပြီးတော့အကိုင်းလာထုတ်တာခင်ဗျာဒါကျွန်တော်ရဲ့ customer တွေအတွက်ကဟိုမတိုင်ခင်မှာအခုဒီအကိုင်းတွေကအမြင့်ထွက်တာနဲ့ဒီစကွာပင်အကိုင်းတွေအမြင့်ထွက်တာနဲ့ကျွန်တော်ဖြတ်ချပြီးတော့ဒါပန်းဦးတဲ့ကိုထဲမှာပါခင်ဗျာဒါဟိုဒီနေ့တော့အကိုင်းလာစီးတာခင်ဗျာဒီအကိုင်းတွေအမြင့်ထွက်ပြီဆိုရင်ဒါကျွန်တော် customer တွေအတွက်ပါဒီအပင်ကြီးကတက်တန်းအနှစ်20ရှိပြီတော့တက်တန်းလဲရင်းနေအဲ့တော့ကိုင်းနေရလဲတကယ်ရင်းတဲ့နေရာတွေကျွန်တော်လာထုတ်တာအဲ့ဒါကျွန်တော် customer တွေအတွက်အဲ့တော့ကျွန်တော်စကဖြူစကဝါဝင်တွေကိုကျွန်တော်အကိုင်းထုတ်စီးပြီးတော့ air layering ပေါ့နော်ဒီပုံမှာမြင့်ထွက်စေတဲ့နည်းနဲ့နော်ဟိုလုပ်တဲ့အခါမှာအကိုင်းတွေကိုဒီလိုမျိုးမြေကြီးမြေဩဇာတွေနဲ့အခုလိုလာပြီးတော့စီးတာခင်ဗျာအဲ့တော့ဟိုဒီစကဝါပင်ကနော်ဟိုတစ်နှစ်ကိုအနည်းဆုံးကျွန်တော်စကဝါပင်အကိုင်းနော်10ကိုင်းလောက်မြင့်ထွက်တယ်အခုကျွန်တော်ရောင်းနေတဲ့စကဝါပင်တွေကလည်းပဲဒီအပင်ကြီးကနေပြီးတော့နော်ဟိုထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်အကိုင်းကြီးလာစီးတဲ့အတွက်ကြောင့်မို့လားကျွန်တော် customer တွေနဲ့မြောက်တာကျွန်တော်ဘုံတုဒအနေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်အဲ့တော့စကွာပင်လေးလိုချင်တယ်ဆိုရင်ကြိုပြီးတော့မှန်ထားလို့ရပါတယ်ဒီ chat box ကနေပြီးတော့လာမှာပါ comment ကနေမှာပဲတဲ့ chat box ကနေမှာတဲ့ customer တွေကိုပဲရောက်မှာပါဒီနေ့ Burmese Garden USA ကနေပြီးတော့နောက်ထပ်ဟို product တစ်မျိုးဖြစ်တဲ့တော့တစ်ခါမှလည်းမရောင်းဘူးသေးတဲ့เนาะဟို product ကိုမိတ်ဆက်ချင်ပါတယ်အဲ့ဒါကတော့ဟိုတက်တန်းအနှစ်20ရှိပြီဖြစ်တဲ့ဒီစကွာပင်ကြီးကနေပြီးတော့ထွက်တဲ့เนาะစကွာပန်းတွေကိုပလင်းထဲကိုထည့်ပြီးတော့ဖျားကက်လို့ရအောင်ဒါဟိုလောက်ထားတာပါခင်ဗျတာရှည်ခံတယ်เนาะပလင်းဖုံးကိုတော့ဟိုအမြဲတမ်းပိတ်ထားဖို့လိုတယ်เนาะဖျားမှာတာရှည်ခံတယ်ခင်ဗျအဲ့တော့ဒီပလင်းဒပလင်းကိုเนาะဒေါ်လာ20နဲ့လိုချင်ရရှိရင်เนาะရပါတယ်ခင်ဗျเนาะလက်ဆောင်ပေးတဲ့ဂျင်းနဲ့ဆိုလို့ရှိရင်ကျွန်တော် chat box ကနေဆက်သွယ်ပြီးတော့เนาะဟိုမှာလို့ရပါတယ်ဒပလင်းကိုမှ20ပါစကဝါပင်ဒီစကဝါပင်ကြီးကနေပြီးတော့ထွက်တဲ့เนาะဒီစကဝါပန်းနေเนาะဟိုဒါဟိုเนาะသူကြာရှည်ခံအောင်ဒါပလင်းထဲမှာထည့်ပြီးစိန်ထားတာကျွန်တော်အိမ်မှာလည်းပဲဒါဟိုဖျားကတ်ထားတာနှစ်ပလင်းရှိတယ်เนาะဒါဟိုဖျားစင်ပေါ်တင်ပြီးတော့ပဲเนาะဟိုရင်းဖြစ်ဟလာကတ်ထားတာဟိုကိုချစ်တဲ့လူတွေကိုပဲလက်ဆောင်ပေးပြီးစကဝါပလင်းနေเนาะစကဝါပန်းနေဒါစကဝါအဖူးငုံနေဒီအပင်တက်တက်နှစ်20ရှိပြီတဲ့ဒီအပင်ကစကဝါငုံတွေကိုဟိုခူးပြီးတော့เนาะဒီပလင်းထဲမှာဒါအလှစိန်ထားတာဖျားကတ်လက်ဆောင်ပေးပြီးလို့ရပါတယ်ဒပလင်းကမှ20ပါလိုချင်တယ်ဆိုရင် chat box ကနေမှာပြီးပါကျေးဇူးတင်ပါတယ်ခင်ဗျာ